ဆရာတော်ပေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကင်းကိုယ်ဆင်းရဲခြင်းကင်းပါစေကိုယ်စိတ်နဲ့ဖြာချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်တတ်တော်ရာကျော်ကဲတရားဆက်ရအောင်တရားနှလုံးသွင်းကြတရားပဲအာယုံပြုကြဘုံဘုံကဒီကနေပြီးတော့မှတရားနှလုံးသွင်းကြတရားအာယုံပြုကြဆိုရင်သားတို့သမီးတို့ကလက်အုပ်ကလေးတွေတန်းပြီးတော့ခြီရမှာဖြစ်ပါတယ်နောက်ပြီးတော့စုသားတို့သမီးတို့ကဩဃာတနဲ့ကြောတယ်ကြောပြီးလို့ဘုံဘုံကစုပေးတဲ့အခါမှာတချို့သားသမီးတွေကလက်အုပ်ချီထားတာကိုလက်ကလေးကိုချထားတယ်အဲ့လိုမဟုတ်ပါဘူးလက်အုပ်ချီထားမှာဘုံဘုံဒီကစုပေးလို့မပြီးမချင်းပြီးတဲ့အခါကျတော့ဒီလာပေးရင်လည်းဒီလာပေးလို့မပြီးမချင်းလက်အုပ်ကလေးချီထားပေါ့နောက်ဘုံဘုံကနေပြီးတော့မှဒါလက်အုပ်ချီချထားဖို့ရအတွက်တင်းလျော်ပြီဆိုတဲ့အချိန်ကျတော့သားတို့သမီးတို့ကိုပြောတာပေါ့။ဒါရင်လက်အုပ်ကလေးချီတဲ့ချထားမြတ်သောဣရိယာပုဖြင့်စိတ်ချမ်းသာတယ်လို့ထိုင်နိုင်ပါပြီလို့အဲ့လိုဒါဘုံဘုံတို့ကပြောတဲ့အခါကျလို့ရှိရင်အဲ့ကြတော့မှလက်အုပ်ချီလေးတွေချပြီးတော့မိမိတို့တင့်တော်လျှောက်ပတ်တဲ့ဣရိယာပုနဲ့ထိုင်တာပေါ့အဲ့လိုကာယကံဝင်ယဉ်ကျေးမှုဝစီကံယဉ်ကျေးမှုဓမ္မသဘင်ရဲ့ယဉ်ကျေးမှုပရိသတ်ခြားရမှာနေတာထိုင်တာရဲ့ယဉ်ကျေးမှုဒါတွေအများကြီးသားတို့သမီးတို့မှာဒါလိုအပ်ချက်တွေအများကြီးရှိတယ်ဒါဖြစ်ဖြစ်ချင်းနဲ့ကောင်းတဲ့အရာမှန်သမျှလေးကျင့်ယူဖို့မလုံလားလို့လားလူတော်လူကောင်းဖြစ်ချင်ရင်တော်ဖို့ကောင်းဖို့ဆိုရင်အရာရာတိုင်းကိုလေ့လာကြဖို့စူးစမ်းကြဖို့သုံးသပ်ကြဖို့နဲ့လိုက်နာကြဖို့မလုံလားလို့လားကဲလို့တယ်ကဲဒါပြန်တရားနှလုံးသွင်းကြတရားပဲအာယုံပြုကြယနေ့သာသနာတော်နှစ်2569ခုနှစ်မြန်မာတို့ရဲ့ဝါဟာကောစာတက္ကရာ1389ခုနှစ်တကူလဆန်း10ရက်နေ့ခရစ်နှစ်2026ခုနှစ်မတ်လ29ရက်တောက်ကြနေ့ရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်တာယာကုန်းအုပ်စုပရဲကောကျေးရွာရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းတစ်မြင်းဆောင်တစ်ဓမ္မရန်တိမောဂုတ်ရေးတာကျောင်းတိုက်ကြီးအတွင်၌စီရင်ကျမပြုလုပ်အပ်သောမြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန်ပွားရေးအဖွဲ့ဘိုလ်ဤလမ်းညွှန်မှုကိုခံယူပြီးပထမအကြိမ်ဓမ္မရန်တိကုလရခိတလူငယ်စာရိတ္တပညာမြတ်မာရင်9ရက်အတိတ်အထုတရားစခန်းပွဲကြီးရဲ့9ရက်မြောက်သောနေ့ဤ9ရက်မြောက်သောနေ့အဖို့ဤညနေပိုင်း4နာရီမှ5နာရီချိန်ထိဟောကြားအပ်သောနိဒာနဝကတန်ယုတ်ပါဠိတော်ပဋိစ္စသမုပ္ပါဒခန်းနှင့်သစ္စာတန်ယုတ်ပါဠိတော်ခန္ဓာဝကတန်ယုတ်ပါဠိတော်နှင့်ဓမ္မသင်္ကတိပါဠိတော်ဝိသုဒ္ဓိမေအထေကရာနှင့်မဟာတိကာမဟာတတိပဋ္ဌာန်ပါဠိတော်တို့ကို
အခြေခံ၍ဟောကြားအပ်သောသိတ္တာနုပဒနာရှုပွားနည်းအလုံးသင်တရားတော်ဤတရားတော်ကြီးကိုမဟောကြားသိမီမနာကြားကြသိမီတရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထွဋ္ဌာသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤဂုဏ်တော်ကိုအာယုံပြုပြီးတော့နမောတတ္တအစဖြာတိမဟာနမက္ကာရဘုရားရှိခိုးဖြင့်ညီညာဖြာဖြာရှိခိုးကြောလိုက်ကြပါကုန်စို့နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောသမ္မာသမ္ဗုဒ္ဓတ္တဟောတိယောနာတုပါရှင်တော်မြတ်ဗုဒ္ဓဤအလိုတော်ကြကျေးဇူးတော်အရှင်အရဟန္တတဆုဖြစ်တော်မူသောမောဂုတ်ဆရာတော်ဘုရားကြီးဉာဏ်တော်ကိုဥထိတ်မှထားပြီးဟောကြားနာကြမှာဖြစ်လေသောကြောင့်ဆရာတော်ဘုရားကြီးရေတာတိကုံးတော်မူခဲ့သောမူလနဗျာအစလာတိပဋိစ္စသမုပ္ပါလင်္ကာနှင့်အဝိဇ္ဇာနှင့်တဏှာအရင်ကံအစလာတိပဋိစ္စသမုပ္ပါလင်္ကာတို့ကိုညီညာဖြာဖြာရွတ်ပပူဇော်ပြီးတရားပွဲစလိုက်ကြရအောင်မူလနဗျာသစ္စာနကုလေကုအလွာအင်္ဂါ12ပါးဘေကိုမြာနေသုံးပါးအစနေယမူလာဝတ်သုံးဝနေကာလသုံးပြချင်းရ20ဤရှိသွဲကိုအလွယ်ကျက်မသိစေအပ်သည်တန်တရာမတို့ကြောင့်သည်အဝိဇ္ဇာနှင့်တဏှာယင်ကံဥပါဒံကံကြောင့်ယုံနံပေါ်အပင်မမျိုးမျိုးမအပင်အမြင်မပြတ်အစတိဟံကံကြောင့်နံယုတ်နံယုတ်ကြောင့်ကံအပံပံဖြစ်ပြန်ဤအလျောပြမတကြာသာတိမြာကသိယံပါစဉ်အကြောင်းရင်းကြောင့်လူနာများစွာသတ္တဝါတို့ဖြစ်လာရမှုမဟုတ်ဉာဏ်ဖြင့်ရှု၍မြောအာရုအာရုအာရုအလုံးမဲ့လက်အုပ်ချီလေးတွေချထားမြတ်သောဣရိယာပုတ်ဖြင့်စိတ်ချမ်းသာသလိုထိုင်ပြီး
ဟောကြားလက်တန့်သောတရားဓမ္မများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲကျင့်ကြံကြိုးကိုပွားများအထောက်ပြီးဤဘဝဤခန္ဓာနဲ့ပဲအရိယာပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ရာကျိုးရွာကျိုးတန်းကျိုးပြည်ကျိုးအမျိုးဘာသာသာသနာအကျိုးနဲ့အနန္တကောင်းဝင်ကျေးဇူးရှင်မိဘများကိုကျေးဇူးစပ်နိုင်တဲ့သားကောင်းယတနာသမီးကောင်းယတနာသူတော်ကောင်းယတနာအစစ်ကြီးတွေဖြစ်နိုင်ကြပါစေအားတို့သမီးတို့အောင်မြင်တိုးတက်တဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့ဆိုရင်ပရိသတ်ရဲ့ယဉ်ကျေးမှုလူမှုရေးယဉ်ကျေးမှုဆိုတာရှိတယ်အဲ့ဒါကဘာလဲဆိုရင် lasting power ယဉ်ကျေးမှုဆိုတာကသူရဲ့ကာချာကတယောက်ကစကားပြောနေရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာမျက်လုံးကိုတေးတေးချာချာစိုက်ကြည့်ပြီးတော့သူပြောတဲ့စကားအပေါ်မှာrespect ပြန်ပြီးတော့လေးစားတဲ့ပုံစံမျိုးတုံ့ပြန်ရတယ်တစ်ဖက်လူကတန်ဖိုးရှိတဲ့စကားကိုပြောတယ်ဖုံးကြည့်လို့ကြည့်စာအုပ်ကြည့်ချင်းကြည့်ဘေးကိုကြည့်ချင်းကြည့်ကောင်းကင်မော့ကြည့်ကိုကြည့်နောက်ထပ်အဲ့ဒီလိုတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်စီကတန်ဖိုးရှိတဲ့စကားမျိုးသားတို့သမီးတို့ပြန်ကြားဖို့စဉ်းစားနေတယ်သားတို့ကိုမြင်သွားရင်အဲ့ဒီလိုဇယိုက်လက္ခဏာရှိတဲ့လူကိုဘယ်တော့မှတန်ဖိုးရှိတဲ့လူကတန်ဖိုးရှိတဲ့စကားမပြောတော့ဘယ်တော့မှမပြောတော့အဲ့ဒါသားတို့ဟာသူများစကားကိုရိုးရိုးသေးသေးနားထောင်နိုင်တဲ့ယဉ်ကျေးမှုတွေအားနည်းတော့အဲ့ဒါစိတ်တက်ပိုင်းဆိုင်ရာမြေကြီးတဲ့ရောက်သွားတယ်လို့ခေါ်တယ်ကိုမြတ်သိအထင်ကြီးမနေနဲ့အဲ့နဲ့တာနဲ့မြို့ပေါ်မှာနေရတယ်ဆိုတော့မှကိုသိပုံဝင်မမြင်နိုင်နဲ့အဲ့မြေကြီးတဲ့ရောက်သွားတာစိတ်တက်ပိုင်းဆိုင်ရာအောက်ကျသွားတာအောင်မြင်သူတိုင်းကိုပြန်ကြည့်လိုက်တူနဲ့တူလေးစားခြင်းတန်ဖိုးခြင်းမျက်နှိုးထားခြင်းရိုသေခြင်းအများတန်းရှိတယ်အောင်မြင်သူတိုင်းမှာအောင်မြင်ခြင်းရဲ့လက္ခဏာအဲ့ဒါပဲဒါကြောင့်ဆင်းရဲခြင်းချမ်းသာခြင်းကအဓိကမကြောက်တစ်ဖက်အပေါ်မှာလေးစားခြင်းမျက်နှိုးခြင်းတန်ဖိုးထားခြင်းဒါနံပါတ်1အရေးကြီးဆုံးပဲအားလုံးသဘောပေါက်ရဲ့လားဘုံမုံတရားဟောတဲ့အချိန်မှာငွေချင်းတယောက်နဲ့ကြောက်လက်တုပ်ပြီးစကားပြောတာဘုန်းကြီးလုံးဝမကြိုက်ဘူးဒါသားတို့ကိုချစ်လွန်းလို့သမီးတို့ကိုချစ်လွန်းလို့သိခံတာနော်ယောဂီဆိုထပြန်သွားပြီမောင်းထုတ်မှာမတည့်ရဟာဒီရွယ်ရောက်မှသေကန်နီးမှတလောက်မလိမ့်မှသွားတော့အဲ့လိုကိုနေထုတ်တာဩဘုံမရဲ့သားလေးတွေသမီးတွေဩငယ်လဲငယ်သေးတယ်လေကလေးတွေသူတို့ကဇွတ်လာခြင်းလုံးမဟုတ်ဘူးတို့ကခေါ်လို့သူတို့လာရှာတာဂိုင်းဒီရွယ်ကတော့ဒီလောက်လုံနိုင်ရင်ပဲတောတော်ပါသေးရဲ့တောတော်ပါသေးရဲ့နားလည်မှုနဲ့ခွန့်လွတ်နားလည်မှုနဲ့ခွန့်လွတ်လိုက်လို့သဘောတရားကိုရှင်းမပြရင်သားတို့ကိုသမီးတို့ကိုချစ်ရမရောက်ပဲနဲ့နှိမ့်ရရောက်တော့မယ်ရင်ချင်းလိမ္မာတင်တန်းနေတက်ပြီးတော့တရားစခန်းတွေဝင်ပြီးတော့လူတယောက်နဲ့တယောက်ကိုလေးစားတဲ့အလေးအကျင့်ယဉ်ကျေးမှုကိုတော့သိမပေးနိုင်ဘူးဆိုရင်ဒီကနေ့တင်တန်းကြီးတစ်ခုလုံးကဘာအတိတ်ပဲရှိတော့မလဲရှိနိုင်မှာအောင်မလားဒါကြောင့်မလို့အောင်မြင်တိုးတက်ရှင်သူတိုင်းတည်တစ်ဖက်နဲ့တစ်ဖက်တဦးနဲ့တဦးကိုလေးစားခြင်းမျက်နှာချင်းတန်ဖိုးထားဖို့မလုပ်လားလို့လားချစ်လို့အိမ်တော်ပြုတ်ထားတဲ့ပုဂ္ဂိုလ်ပေတိဘလောက်ပဲသားရသမီးတွေရတဦးနဲ့တဦးနားလည်မှုမပေးနိုင်ဘူးတဦးနဲ့တဦးအပြန်အလှန်လေးစားမှုယုံကြည်မှုအပြန်အလှန်နားလည်သိခံခွင့်လွှတ်နိုင်မှုတွေမရှိဘူးဆိုရင်ဒီအိမ်တော်ဟာသားသမီးတွေအပြူဖြစ်လဲပဲပြူကွဲသွားကြတာပဲသားသမီးတွေအရွယ်မတိုင်ကလေးပြူကွဲသွားတတ်ကြတာပဲအိမ်တော်ရေးတစ်ခုမှပြူကွဲပျက်စီးသွားကြတာဘာလဲမေးတယောက်နဲ့တယောက်လေးစားမှုတွေမရှိလို့တန်ဖိုးထားမှုတွေမရှိလို့ယုံကြည်မှုတွေမရှိလို့ယ
ယုံကြည်မှုတွေတန်ဖိုးထားမှုတွေလေးစားမှုတွေအားနဲ့ညော့နေသွားတဲ့အတွက်အိမ်တောင်ရေးဟာမခိုင်မာပဲဖြစ်သွားကြရတယ်။ဒါကြောင့်အရာရာအောင်မြင်တိုးတက်ကြီးပွားလိုတဲ့ပုဂ္ဂိုလ်သည်ပတ်ဝန်းကျင်ကိုလေးစားဖို့မလိုဘူးလား။ပတ်ဝန်းကျင်လေးစားဖို့ဆိုနံပါတ်1အတ္တဓိပတိကိုအရင်လေးစားရမယ်။အောင်မြင်တိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်သည်အဓိပတိ၃ပါးလက်ကင်ထားရပါတယ်။အောင်မြင်တိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်သည်အဓိပတိဘယ်နှပါတော့မပါလောကီအထွတ်အထိပ်ရောက်ခြင်းသူပဲဖြစ်ဖြစ်လောကုတ္တရာအရိယစကံအထွတ်အထိပ်ရောက်ခြင်းသူပဲဖြစ်ဖြစ်ဘယ်လောက်ကပဲလွတ်လုံးတဲ့မြတ်စွာဘုရားကအဓိပတိ၃ပါးကိုလက်ကင်ထားပြီးကျင့်သုံးပါအဲ့ဒီအဓိပတိ၃ပါးဆိုတာတစ်အတ္တာဓိပတိအာယေအတဝန်းပူနှလုံးစစ်ပြီးတော့အပေါ်တဝန်းပူမှာရေးချအတ္တာအောက်ချရေလုံးညစ်တင်တိပါဆောင်ရေပတာဝန်ပူရေလုံးညစ်တင်တိအတ္တာဓိပတိဘေးကနေပြီးတော့မှဒီများချင်းလေးပြလိုက်ပါပြီးတော့မြန်မာလိုရေးမယ်မိမိကိုယ်ကိုအကြည်မှုထားခြင်းမိမိကိုယ်ကိုအကြည်မှုထားခြင်းမိမိကိုယ်ကိုအကြည်မှုထားခြင်းဝန်စကိုယ်ကိုလေးစားခြင်းအကြည်မှုထားခြင်းဆိုတာနားမလည်မှာဆိုလို့ကိုလေးစားခြင်းတနည်းကိုတန်ဖိုးထားခြင်းတနည်းကိုတန်ဖိုးတက်အောင်ဆောင်ရွက်ခြင်းလို့သိကြရတယ်အတ္တာဓိပတိနံပါတ်1လောကာဓိပတိတွေထိုလာရေးချလောကကြီးရေးချကာလောကာဒါဥချာရေလုံးကြီးတင်တိပါဆောင်ရေပတာဝန်မူရေလုံးကြီးတင်တိလောကာဓိပတိအများချင်းမြန်မာလိုပြန်တော့မယ်လောကကြီးကိုအကြည်အမှုထားခြင်းလောကကြီးကိုအကြည်အမှုထားခြင်းလောကကြီးကိုအကြည်အမှုထားခြင်းဝန်စားပတ်ဝန်းကျင်ကိုလေးစားခြင်းပတ်ဝန်းကျင်ကိုလေးစားခြင်းဝန်ပိတ်နံပါတ်3ဓမ္မာဓိပတိဓမ္မာဓိပတိညီမချင်းမိမိအလုပ်ကိုအကြည်အမှုထားခြင်းမိမိအလုပ်ကိုအကြည်အမှုထားခြင်းမိမိအလုပ်ကိုအကြည်အမှုထားခြင်းဝန်စားအောက်တစ်ချောင်းဝန်စားကိုအလုပ်ကိုလေးစားခြင်းကိုအလုပ်ကိုလေးစားခြင်းဓိပတိဘယ်နှပါပါလဲနံပါတ်1နံပါတ်2နံပါတ်3နံပါတ်1အတ္တဓိပတိဆိုတာဘာပြောတာလဲဟုတ်တယ်ကိုတန်ဖိုးတက်အောင်ကြိုးစားခြင်းဟုတ်ပြီနော်နံပါတ်2ကဘာလဲတော့လောကာဓိပတိ
လောကဟုတ်ပြီနံပါတ်3ရမှတ်ထားဘယ်အလုပ်ပဲလုပ်လို့ရုပ်ဆွအဆုံးမီးသွေးဖုတ်တဲ့အလုပ်လုပ်ရင်တော့ကိုလှုပ်တဲ့မီးသွေးဖုတ်တဲ့အလုပ်ကိုလေးလေးစားစားလုပ်ပါတန်ဖိုးထားပြီးလုပ်ပါရိုးရိုးတည်တည်လုပ်ပါမလုပ်တော့ဘာဖြစ်မလို့ပြာဖြစ်မှာပေါ့မီးသွေးမရဘူးပြာပဲဖြစ်မယ်ကိစ္စဆိုင်ထားပြာဖြစ်ရင်ဘာဖြစ်သွားမလဲဗျလှုပ်အားကားတွေဆုံးရှုံးသွားမယ်ထင်းဖို့တွေဆုံးရှုံးသွားမယ်အများကြီးဆုံးရှုံးနေတာသွားမယ်ဒါကြောင့်မလို့ရုပ်ဆွအဆုံးမိသွေးဖုတ်တာတောင်မှကိုယ့်လုပ်ကိုလေးစားဖို့မလုံလားလို့လားဒါဖြင့်တရားအားထုတ်တယ်ဆိုရင်တရားပေါ်မှာဘာလို့ရမလဲလေးစားရမှာပေါ့စာကျောင်းသားစာသင်နေစာသင်တဲ့အလုပ်ဟာကျောင်းသားရဲ့အလုပ်ပဲဟုတ်တယ်မလားကိုယ့်လုပ်ကိုလေးစားရင်ဒီကျောင်းသားဒီအထက်တန်းကြကြအောင်မြင်မယ်ဆိုတာမသိကြဘူးလားသိကြပါတယ်သိကြတာပေါ့ဒါဖြင့်သားတို့ဘာအလုပ်လုပ်လို့ကိုလုပ်တဲ့အလုပ်ကိုသမီးတို့ရိုသေမဲ့လေးစားမဲ့မျက်နှုတ်မဲ့တန်ဖိုးထားမဲ့ရိုးရိုးသေးသေးလေးလေးစားစားတန်ဖိုးထားပြီးတော့ပျော့ပျော့ရွှင်ရွှင်အလုပ်လုပ်မယ်ဆိုရင်ဒီအလုပ်နဲ့ပတ်သက်ပြီးတော့သားတို့သမီးတို့ရဲ့ဘဝမှာရှုံးနိမ့်မှာလားအောင်မြင်မှာလားကြာဆုံးမှာလားတိုးတက်မှာလားတိုးတက်ချင်ရင်ကိုယ့်အလုပ်ကိုလေးစားပါအားလုံးသဘောပေါက်ရဲ့လားကောင်းပြီကိုလေးစားတတ်တဲ့အဓိပတိကိုလေးစားပါကိုတန်ဖိုးထားပါကိုတော့မလေးစားတဲ့ပုဂ္ဂိုလ်ကိုတော့တန်ဖိုးမထားတဲ့ပုဂ္ဂိုလ်ကိုတော့ငါဘာလဲဆိုတာတော့မှမသိတဲ့ပုဂ္ဂိုလ်ဟာအဖေကိုလည်းဂိမ်းမဆိုင်တော့အမေဆိုတဲ့ပတ်ဝန်းကျင်ကိုလည်းဂိမ်းမဆိုင်နိုင်ဘူးအဖေဆိုတဲ့ပတ်ဝန်းကျင်ကိုလည်းဂိမ်းမဆိုင်နိုင်ဘူးလောကမှာဒုတိယဘုရားသခင်လို့ဆိုအပ်တဲ့အဖေနဲ့အမေကိုတော့ဂိမ်းမဆိုင်နိုင်တဲ့သာသမီကျန်တဲ့လူကိုသူဘယ်သူကဆိုင်မလဲပြောကြည့်လိုက်လေရင်နဲ့ပေါ့သွားတာပြောကြည့်လိုက်လေကိုအဖေအမေတောင်မလေးစားတဲ့လူကဘယ်ဘုန်းကြီးကိုလေးစားအောင်မလေးစားနိုင်ဘူးဘယ်ပတ်ဝန်းကျင်ကိုလေးစားအောင်မလဲလေးစားနိုင်ဘူးအဲ့ဒီပတ်ဝန်းကျင်မှာမထေမဲ့မြင်မလေးမစားလွတ်တတ်တဲ့ပုဂ္ဂိုလ်ရဲ့ဘဝဘာပညာတွေတတ်လောကကြီးဟာနိုးပါပဲလက်မခံဘူးဒီလိုလူမျိုးတွေကိုသဘောပေါက်ရဲ့လားအေးမောင်ရင်တို့လိုအချင်းချင်းတော့တွေ့ရင်တွေ့မှာပေါ့အမီးတို့လိုတယောက်နဲ့တယောက်မလေးစားသူအချင်းချင်းတွေ့မှာပေါ့တွေ့တော့ဘာဖြစ်မလဲတတ်မယ်လေရိုက်မယ်လေနှက်မယ်လေထိုးမယ်လေကြိတ်မယ်လေစော်ကားမယ်လေပြစ်မှားမယ်လေတိုက်ခိုက်မယ်လေဒါပဲတယောက်နဲ့တယောက်မှတန်ဖိုးမထားတော့တာလူရဲ့တန်ဖိုးကိုဘာမှနားမလဲတော့တာမဟုတ်လားစဉ်းစားကြည့်လေကိုတန်ဖိုးထားတဲ့လူကတန်ဖိုးမရှိတဲ့လူနဲ့မပေါင်းဘူးဘောပေါက်ရဲ့လားကိုအမြဲတမ်းကိုတန်ဖိုးထားနေတဲ့ပုဂ္ဂိုလ်ကလူတစ်ယောက်ကိုကြည့်လိုက်တဲ့ဒီပုဂ္ဂိုလ်ကသူတန်ဖိုးထားတဲ့လူကတန်ဖိုးမထားတဲ့လူကတန်းသိတယ်ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ကိုအတေဝနာစာဘာလာနဲ့မပေါင်းအပ်တဲ့လူပဲမပေါင်းတော့ဘူးဗျဟုတ်မလားအဲ့ဒီပုဂ္ဂိုလ်ကပါဝါလည်းရှိမယ်ဂုဏ်လည်းရှိမယ်လုပ်ငန်းရှင်လည်းဖြစ်မယ်လုပ်ငန်းကိုကျွမ်းကျင်လိမ့်မှာလေလုပ်ငန်းကိုအများကြီးတိုးချဲ့နိုင်တယ်အဲ့ဒီပုဂ္ဂိုလ်တယောက်ကကိုယ်နဲ့တွေ့လို့ကိုယ့်ရဲ့အမှုအရာမျက်လုံးအနေအထားအသွင်အပြင်လက္ခဏာကိုကြည့်ခြင်းအပြင်ဒီပုဂ္ဂိုလ်ဟာဆက်ပြီးအလုပ်လုပ်လို့ရလားမရလားဆိုတာအောင်မြင်သူတွေကတကယ်သိတယ်ဗျာတကယ်သိသွားပြီသိသွားတဲ့အခါကျဒီလူငယ်ကိုငါဆက်အလုပ်လုပ်လို့ရမလားမရဘူးလားတန်းသိတယ်တန်းသိတော့သူ့အလုပ်ကိုအထိကိမခံဘူးခဏပဲစကားပြောလိုက်တယ်သွားတော့ရပြီလက်မခံတော့ဘူးအာရုံဘဝတမိတို့ဘဝအဲ့လိုအညွတ်ကျိုးသွားမှာကိုစိုးရိမ်လို့သင်ပေးနေတာလို့မပါအားလုံးသဘောပေါက်ရဲ့လားဒါကြောင့်ပတ်ဝန်းကျင်ကိုလေးစားတတ်ဖို့နံပါတ်1ကို
လေးစားပါကိုတန်မိုးရှိအောင်နေပါဟုတ်ပြီနော်ဒါဆိုရင်နံပါတ်1ပတ်ဝန်းကျင်ကိုဘာဖြစ်ရမလဲလေးစားရမယ်တဲ့အဖေအမေညီကိုမောင်နှမအတူနဲ့တူအချင်းချင်းလေးစားခြင်းမျက်နှိုးခြင်းဒါကိုလုပ်ရမယ်ပြီးတဲ့အခါကျတော့ဗါတယ်လေဓမ္မာဓိပတိဆိုတာကိုယ့်အလုပ်ကိုကတရားလုပ်ရင်တရားကိုလေးစားပါကိုကစီးပွားရေးလုပ်ရင်စီးပွားရေးကိုလေးစားပါကိုကနိုင်ငံရေးလုပ်ရင်နိုင်ငံရေးကိုလေးစားပါဘုံဘုံပြောတာဒါကိုပြောတာကိုလုပ်တဲ့အလုပ်ကိုဘာလုပ်ရမလဲလေးစားစားလုပ်ပါဒီအဓိပတိ၃ပါးလက်ကင်တိုင်းမအောင်မြင်ဘူးဆိုတာမရှိပါဘူးဒီအဓိပတိ၃ပါးကိုလေးစားလက်ကင်ထားပြီးအလုပ်လုပ်တဲ့လူငယ်တိုင်းပုဂ္ဂိုလ်တိုင်းမြည်သူမဆိုဘယ်နိုင်ငံသားမဆိုအောင်မြင်မယ်တိုးတက်မယ်ကြီးပွားမယ်အောင်မြင်တိုးတက်ကြီးပွားရာကြီးပွားကြောင်းမြတ်စွာဘုရားဟောထားတဲ့တရားပါအားလုံးသားတို့သူတို့သဘောပေါက်ရဲ့လားကဲကောင်းပြီလောကကြီးမှာဒီပြဿနာတွေအမျိုးမျိုးဖြစ်ပြီးတော့မှပူလောင်မှုတွေမပြေလည်မှုတွေစစ်ဆင်းရဲမှုတွေတယောက်နဲ့တယောက်ငိုချင်းချမှုစသဖြင့်အပြင်ပေါ့ဗျာဒါတွေအားလုံးဖြစ်နေရတာဟာဘာကြောင့်လဲဆိုရင်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘာပြောလဲဆိုကိုယ်စိတ်ကိုမဆောင်ရှောက်လို့တဲ့ပါတယ်တော့ဒါကြောင့်မြတ်စွာဘုရားကမနောပုပ္ပင်္ဂမဓမ္မမနောတထမနောမေယမနသစေပတုဋ္ဌိနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစက္ကံဝါဝဟာတောပဒံဒါပါဠိကောမြန်မာလိုပြောချစမ်းနော်အရာရာစိတ်ကဥဆောင်တယ်တဲ့သားတို့သမီးတို့ရေအရာရာဘယ်သူကဥဆောင်စိတ်ကဥဆောင်တယ်ဥမာကုသိုလ်ပြုတယ်လှူတယ်ဆိုရင်လေလှူခြင်းတဲ့စိတ်ကဥဆောင်တယ်ပြီးတော့လှူတယ်မနေ့ကလည်းဘုန်းကြီးပြောထားရနော်လှူခြင်းတဲ့စိတ်ကလေးကနာလှူလိုက်တဲ့ဟန်ပအမူအရာလေးကယုတ်နာနဲ့ယုတ်နာကအခိုင်သမားယုတ်ကအလုတ်သမားနာကအခိုင်သမားယုတ်ကအလုတ်သမားအဲ့တော့သားတို့သမီးတို့တီလာစောက်တည်ခြင်းနဲ့စိတ်ကြောင့်ဘာလို့တာလဲတီလာစောက်တည်ခြင်းစောက်တည်ကြတာသားတို့သမီးတို့မှာတီးခြင်းတတ်ခြင်းတော်ခြင်းလိမ္မာခြင်းအောင်မြင်ခြင်းတဲ့စိတ်ရှိမှဘလောက်ပဲဆရာသမားတွေကဘလောက်ပဲပေးမိဘတွေကဘလောက်ပဲပေးဟုတ်ပလားဆရာကောင်းသမားကောင်းတဲ့ပတ်ဝန်းကျင်ကသားတို့သမီးတို့ကိုဘလောက်ပဲပြောသားတို့သမီးတို့ကိုယ်တိုင်ကလည်းပဲအောင်မြင်ခြင်းနဲ့စိတ်တိုးတက်ခြင်းနဲ့စိတ်ကြီးပွားခြင်းနဲ့စိတ်ရှိဦးမှာဖြစ်မှာဟုတ်ပါရဲ့လားဒါကိုလောကစကားနဲ့ပြောရင်အမေဘလူချော့သိပ်ကိုအိမ်မဖြစ်တာပါအမေဘလူချော့သိပ်ကိုအိမ်မဖြစ်တာပါမိဘကတော့သားလေးတွေသမီးလေးတွေအေးဝါစေခြင်းလို့အေးဘလူပဲချော့သိပ်ကိုအိမ်မဖြစ်တာဟုတ်မလားဒီတိုင်းမဲ့မိဘဆရာသမားတွေဟာဘယ်လိုပဲသားတို့သမီးတို့ကိုလိမ္မာအောင်တိုးတက်အောင်ဘယ်လောက်ပဲဆုံးမသွန်တဲ့ဩဝါဒပေးသားတို့သမီးတို့ကိုယ်တိုင်ကိုကအောင်မြင်ခြင်းနဲ့စိတ်တိုးတက်ခြင်းနဲ့စိတ်ဟုတ်မလားတကယ်ကိုအထက်တန်းကြခြင်းနဲ့စိတ်ရှိမှလည်းပဲအောင်မြင်တိုးတက်တဲ့ဘဝကိုရရှိနိုင်မယ်အဲ့တော့မိဘဆရာသမားတွေကသားတို့သမီးတို့အပေါ်မှာပြတ်သားပြောဆိုဆုံးမတယ်ဆိုတာကတွေးကြည့်လိုက်လေဒီအိုးဖုသမားဟာသားတို့သမီးတို့ကမမြင်ဘူးမဲ့ဘုဒ္ဓတအနေနဲ့နားထောင်ပေါ့နော်အိုးလုတ်တဲ့နေရာတွေကိုကြည့်လိုက်တဲ့အခါကျလို့ရှိရင်အိုးကိုအိုးလုတ်တဲ့ဆက်ထည့်ထားတယ်အိုးလေးကလဲနေနောက်ကနေဘာနဲ့ရိုက်ပေးနေတယ်ဟိုကလည်းလဲထွက်နေသူလူချင်းတဲ့ပုံတရာမရောက်မချင်းကစက်ထဲမှာထွက်လဲနေတယ်ဘေးကနေတင်းပုတ်တွေရိုက်ပေးတာရိုက်အဲ့တော့သားတို့သမီးတို့စဉ်းစားကြည့်စမ်းအိုးဖုတ်သမားအိုးကိုရိုက်တယ်ဆိုတာသူ့ရဲ့ရည်ရွယ်ချက်ကအိုးကွဲစေခြင်းလားအိုးခိုင်ခန့်စေခြင်းလို့လားစဉ်းစားနော်ကိုယ်ပိုင်ညာကိုယ်ပိုင်အတွေးခေါ်ရှိရမယ်အိုးပုတ်သမားအိုးကိုရိုက်နေတယ်ဆိုတာဒီအိုးကြီးကွဲပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့လားအိုးခိုင်ခန့်စေခြင်းလို့လားဒီတိုင်းပဲပေါ့မိဘဆရာသမားအလုံးတို့သည်
သားတို့သမီးတို့ကိုပြက်ပြက်သားသားပြောဆိုဝေဖန်သုံးသပ်ပြီးတော့ဆုံးမပေးနေတယ်ဆိုတာသားတို့ကိုမုန်းလို့လားချစ်လို့လားသားတို့သမီးတို့ကိုချစ်လို့သားတို့သမီးတို့ဘဝကြီးတိုးတက်စေခြင်းလို့သားတို့သမီးတို့ဘဝကြီးအောင်မြင်စေခြင်းလို့ဒီနေ့တရက်စာတခဏတာအတွက် for sure လုပ်နေတာမဟုတ်ဘူးသားတို့ဘဝတသက်တာမှာတုံးစားလို့တုံးဆွဲလို့အတုံးချလို့မကုန်နိုင်တဲ့အတိအလိမ္မာဉာဏ်ပညာတွေရဘူးသားတို့ယုံမလားမယုံချင်လားတော့မပြောတတ်တချို့စကလုံးတွေဖုံဖုံအိုးအသက်14နှစ်15နှစ်16နှစ်အုတ်သားတို့ကိုဖုံဖုံတင်ပေးတယ်အိုးမဖုတ်ကြီးအိုးပုတ်စင်ဝဲအိုးတွင်နှိတ်ခတ်တစိမ့်လိုက်တယ်မပြတ်မသွေတည်ရှိနေသူထူထူသွေးသားကလေးများလင်ဖရာတစိမ့်ဘာသာစိတ်ကိုခတ်နှိပ်နိုင်မှတက်ဆုံးကြအောင်ဗုဒ္ဓဝါဒီဆွဲ၍တည်မြည်ကိုစီခတ်နှိပ်စေတည်းဆိုတဲ့ဒီတရားလေးနဲ့ဒီလင်္ကာလေးနဲ့ဒီကနေ့သားတို့သမီးတို့ကိုဆုံးမခဲ့တဲ့ဒီအတိဟာဖုံဖုံအသက်14နှစ်သားကလေးကရခဲ့တဲ့အတိလေးဘုံမတင်ငန်းဝတ်ခါစားဘုံမတို့ကိုရင်ဘဝတုန်းကဖရာရှိခိုးရတယ်ဖရာရှိခိုးကြောင့်ဖရာရှိခိုးတော့ဖရာရှိခိုးပြီးအဲ့ဒီကြပြလင်္ကာလေးနေ့တိုင်းဆိုရတယ်ငယ်ငယ်တုန်းကအဲ့ဒီကြပြလင်္ကာဟာဒီလောက်အသုံးဝင်မယ်လို့ဘုန်းကြီးမထင်ခဲ့ဘူးအသုံးဝင်မယ်မထင်ခဲ့ဘူးဟောဒီကနေ့ဘုံဘုံအသက်62နှစ်ရှိနေပြီဒီကနေ့ဒီအသုံးချပညာဖြစ်နေပြီအသုံးဝင်နေတယ်အဲ့ဒီငယ်ငယ်ကကြက်ခဲ့တဲ့စာပေတွေလေးလာခဲ့တဲ့စာပေတွေကဒီကနေ့လောကလက်မှာထုတ်သုံးလို့ရနေပြီအသုံးချပညာတွေဖြစ်နေပြီအသုံးချမှာအသုံးကြတာအသုံးချမှာပြီးနော်သားတို့တတ်ထားတဲ့ယဉ်ကျေးမှုသားတို့သိထားတဲ့အတိတရားသားတို့သင်ထားတဲ့ပညာသူနဲ့သိလျော်လျောက်ပတ်တဲ့နေရာမှာလောကမှာပြန်ပြီးဘာလုပ်ရမလဲအသုံးချရမယ်ပြန်ပြောဘာလုပ်ရမလဲအသုံးချမှာအသုံးချမယ်မှတ်ထားအသုံးချတဲ့လူဖြစ်ချင်ရင်ကိုအသုံးချနိုင်အောင်ကြိုးစားပါအသုံးချမှာအသုံးချမယ်ဒီကောင်လေးဘာမှလည်းအသုံးမချဘူးဆိုတာမိဘကဘာမှအသုံးမချဘူးလို့ပတ်ဝန်းကျင်ကပြောလိုက်တယ်ဆိုရင်အဲ့ဒီကလေးတယောက်ကိုပြန်ကြည့်သူကိုယ်သူလောကကြီးအတွက်မိသားစုအတွက်ဘာအလုံးမမလုပ်လို့သူကိုပြန်ဘာတစ်ခုမှသူကိုသူပြန်အသုံးမချလို့ဘေးကပတ်ဝန်းကျင်ကဘယ်လိုပြောလိုက်တာလဲအသုံးမချတဲ့သူဒီသမီးလေးအသုံးကိုမချဘူးဒီသားလေးအသုံးကိုမချဘူးဆိုတာနဝင်ချုံနေတယ်အလမတန်ခါတယ်အလမတန်ခါတယ်နေချောင်းရင်အသေးကြက်မယ်အနေကြက်ရင်အသေးချောင်းမယ်မှတ်တာအချောင်းဒီအချောင်းစားသမားဟာဘဝကိုကြက်ကြက်တဲတဲနဲ့ရင်ဆိုင်ရမယ်ဒါကြောင့်မလို့အနေချောင်းကအသေးကြက်မီအနေကြက်မအသေးချောင်းမီ14နှစ်သားကသင်ခဲ့ရတဲ့စာပေငါဟာအချောင်းသမားမဖြစ်စေရဘူးတိုးတက်အောင်ကြိုးစားတယ်ဒီကနေ့မြန်မာနိုင်ငံရဲ့ဘာသာရေးလောကမှာဘုံဘုံတို့တော်တန်းမယ်ကြွားတာမဟုတ်အဲ့တော်တန်းပြောင်ဆူတောင်းနေတာမဟုတ်ဘူးအလုပ်လုပ်နေတာဟုတ်ပါရဲ့လားမြန်မာပြည်မှာပြန်မေးကြည့်ဓမ္မရန်တီရဲ့လို့မသိတဲ့ပုဂ္ဂိုလ်ခါရှာရှာရဲ့တဲ့လူခါရှာရှာရဲ့ဘာသာတရားလေးစားသူတိုင်းဝိပဿနာကိုနှစ်သက်မြတ်မြတ်နုံနုံစစ်စစ်မှန်မှန်လုပ်သူတိုင်းဒီဓမ္မရန်တီကိုမသိသူမရှိသိကြတယ်သိကြတယ်အဲ့ဒါဘာရဲ့တန်ဖို့လဲအလုပ်ရဲ့တန်ဖို့ဘာရဲ့တန်ဖို့အဲ့ဒါကိုလုတ်တဲ့အလုပ်ကိုဘာဖြစ်တာတော့တန်ဖိုးထားတာအလုပ်ကိုအမြဲတမ်းစစ်တယ်တုံးတက်တယ်ကဲဖြတ်တယ်လူအပ်ချက်တွေအမြဲတမ်းဖြည့်နေတယ်ဒီကနေ့ထိလည်းပဲဖြည့်နေရတော့မယ်ပုထုဇဉ်ရဲ့လောကမှာပြည့်စုံသွားတယ်ထုံးစံရှိရလားဒါကြောင့်သားတို့သမီးတို့အတုံးချရင်အတုံးကြတယ်ဒါကြောင့်သားတို့သမီးတို့ဟာလောကကြီးအတွက်အတုံးကြတဲ့သားတွေသမီးတွေဖြစ်ပါစေလောကကြီးမိဘများအတွက်အတုံးကြတဲ့သားတွေသမီးတွေဖြစ်ပါစေဒါဖြင့်စုပေးနေုံစုတောင်းနေမေတ္တာပို့နေုံရမလားသားတို့သမီးတို့ကိုယ်တိုင်ကလည်းကိုအတုံးကြတဲ့လူဖြစ်ဖို့မလိုဘူးလား
လူရင်သားတို့သမီးတို့ဘက်ကဘာလို့ရမလဲသုံးချမှာပေါ့သားတို့တတ်ထားတဲ့ပညာသားတို့တည်ထားတဲ့အလိမ္မာယဉ်ကျေးမှုသားတို့တည်ထားတဲ့အတိတရားတွေနဲ့လောကကြီးကိုအလုပ်အကျွေးပြုတယ်ဆိုတာဘာလို့တာလဲအတုံးချတာဟုတ်မလားဓာသွေးတယ်ဆိုတာဘာလို့ဖို့ဟမ်ဓာသွေးတယ်ဆိုတာအတုံးချဖို့မလားအဲ့တော့ဓာသွေးတယ်ဆိုတာထက်အောင်လုပ်တယ်ထက်နေတဲ့ဓာကသုံးရင်သုံးမသုံးရင်တုံးတဲ့တန်ကြီးတွေကြိုက်ပြီးတော့ကြတော့တုံးလာတယ်လူတုံးလူမွဲဒီကောင်ငတုံးလာကွာဒီကောင်မလေးငတုံးလာလေးလက်ကားရုပ်နဲ့မလိုက်ဘူးလက်ကားကခန္ဓာကိုယ်ကဖွံ့ဖြိုးနေလိုက်တာခန္ဓာကိုယ်ကကြာကိုယ်စီစားမကုန်ဘူးလက်ကားစီဘီလူသားစီဘီကျက်လူကောင်မျိုးဘယ်နေရာမှာတုံးစားလို့မရဘူးလူကောင်ကြီးကထော်ကြီးနဲ့လေခြေလမ်းလေးလက်50လမ်းလိုက်ဟောလဲလိုက်အမခိုင်းစားလို့မရဘူးဘာမှလုတ်ခိုင်းလို့မရဘူးဟိုဟာလေးလုတ်မယ်ဆိုရင်လည်းမောနေပြီဒီဟာလေးလုတ်တယ်မယ်ဆိုမောနေပြီအသက်ရှူတာကစမောနေပြီကိုကဲခတ်ကြအောင်နော်ငါနေထိုင်စီဘီလူသားတွေများဖြစ်နေပြီလားလို့ခန္ဓာကိုယ်ရထွားနေပြီရင်ကျေးမှုမေးလဲဘာမှမသိနိုင်ငံရေးမေးလဲမသိစီးပွားရေးမေးလဲမသိပညာရေးမေးလဲမသိဘဝရဲ့တိုးတက်ကြောင်တိုးတက်ရေးမေးဘာတစ်ခုမှမသိဘူးအသိဉာဏ်တွေကဘာဖြစ်လာတုံးလာတယ်ဒါကြောင့်သားတို့သမီးဓာသွေးတယ်ဆိုတာကထက်ဖို့ထက်တဲ့ဓာဟာပြန်ပြီးဘာလို့ရမလဲသုံးရင်ဓာသွေးရခြင်းရဲ့အတိတ်ပဲပေါ်လွင်လာတယ်သဘောပေါက်ရဲ့လားအခုသားတို့သမီးတို့စာရီကြက်ကြတဲ့စာရီသင်ကြတဲ့ရေးကြီးလေးမှတန်းတက်တဲ့ဆရာသမားတွေပြောပြီးတယ်ဘာလုပ်နေကြလဲဓာသွေးနေတာဘာလုပ်နေလဲဟုတ်တယ်ဉာဏ်ရင်ဉာဏ်သွေးဓာတွေသွေးပေးနေတာစိတ်တက်တွေမြင်မအောင်စိတ်တက်တွေကောင်းမအောင်စိတ်တက်တွေထက်မြက်အောင်ဘာလုပ်ပေးနေလဲသွေးနေတာဆရာတပည့်တွေပေါင်းပြီးတော့မှသားတို့သမီးတို့ထက်မြက်တဲ့လူသားတွေဖြစ်အောင်ဘာလုပ်နေလဲသွေးပေးနေတာသွေးတော်သားဓာသည်မထက်ဘူးလားထက်တော်ဓာသည်ဘာလို့ရမလဲသုံးရမယ်လက်တွေ့သုံးရမယ်ကဲသားတို့သမီးတို့ဒီကရင်ကျက်လိမ့်ပါလေတဲ့အိမ်ပြန်ကြတော့သားတို့ဒုံရင်တိုင်းမိုက်မြဲတိုင်းမိုက်စိုးမြဲတိုင်းစိုးအိတ်မြဲတိုင်းအိတ်ဖွန်မြဲတိုင်းဖွန်ကြောင်မြဲတိုင်းကြောင်ဖုံးနဲ့မျက်နှာနဲ့မကွာဘူးစာဖတ်အကောင်မှမသိဘူးလေးလေးဝါလာနဲ့အပြောအပန်းအမော်အကျွတ်အတောက်စားအမူယူမိဘဘာမှတခုမှလည်းအာကိုလို့မရဘူးမိဘအပေါ်မှာစကားပြောဆိုတာကစငကိုလို့မထီမဲ့မြင်မပီကလာဘစ်လို့ဂန်ဒူလို့အချောက်လို့ယောက်ျားတစ်ယောက်ရဲ့ပြီးပြင်းတဲ့ယောက်ျားရဲ့အင်္ဂါရဲ့လက္ခဏာဘာမှမရှိတော့ဘူးစိတ်တက်တွေကမြေကြီးထဲရောက်နေပြီကိုပြန်တွေးအောင်ကိုအမူအရာလည်းကိုပြန်ကြည့်ကြအောင်ငါခန့်ညာထဲဝါတဲ့လူတစ်ယောက်ဖြစ်နေပြီလားလောကမှာသုံးစားတဲ့လူတစ်ယောက်ဖြစ်နေပြီလားကိုအမြဲတမ်းအကဲခတ်ဖို့မလိုလားလို့လားအဲ့ဒါအတ္တဓိပတိဆိုအဲ့ဒါကိုပြောတာသားတို့တကယ်ကိုလေးစားတဲ့ပုဂ္ဂိုလ်ကိုအမြဲတမ်းပြုပြင်နေရတယ်အားလုံးသဘောပေါက်ရဲ့လားသားတို့သမီးတို့စီးသောရေနဲ့ရေသေးဆိုတာမြင်ဘူးတယ်မလားအိုင်တခုမှဒီရေသည်ငြိမ့်နေတယ်မစီးဘူးနောက်တစ်ခုကျတော့စီးစင်းနေတဲ့ရေဟုတ်ပြီနော်ဘယ်ရေကပူတတ်မယ်ထင်လားရှင်းလေးပဲစီးသောရေသည်တန့်၏ဒီတိုင်းပဲသားတို့သမီးတွေအသွေးသားတွေတန့်ရှင်းရင်အမြဲတမ်းစီးစင်းနေရမယ်အမြဲတမ်းလှုပ်ရှားနေရမယ်အမြဲတမ်းအတွေးခေါ်တွေကောင်းနေရမယ်စာဖတ်ပါတွေးပါအကောင်းဆုံးလုပ်တွေရွေးချယ်ပါအကောင်းဆုံးဖြစ်တဲ့လုပ်ငန်းတွေကိုတို့စစ်ပြီးတော့ကိုနိုင်တဲ့လောက်ကိုတန်တိုင်ရလုပ်ငန်းလေးတွေလုပ်ကြဖို့မလိုလားလို့လားလို့တယ်အဲ့တော့ဒီကနေတော့ပြန်သွားတယ်ဩသားဒီကပြလိုက်တဲ့အတိလိမ္မာဉာဏ်ပညာလေးတွေနဲ့သားတို့သမီးတို့ကမမေမင်္ဂလာပါဖေမင်္ဂလာပါမမေနေကောင်းတယ်နော်ဖေနေကောင်းတယ်နော်ဟောအိမ်ရောက်ချင်းမိဘကိုဥချတာမျိုးတို့ယူသေးတာမျိုးတို့ခါရဝပြူတာမျိုးတို့ဟောမနေ့ကျလဲစောစောအေးရထထတာမျိုးတို့ဘုရားရှိခိုးတတာမျိုးတို့အစားရှိတယ်ထမင်းစားတဲ့အခါမှာလဲဖေမမေကိုမိသားစုဆိုနေမမေထိုင်တော့ညာတာခုပေးမယ်ခုပေးရက်ခတ်ပေး
စားမမေစားပြီးတော့အမေစားပြီးတဲ့ဘက်ကနေစိတ်ပေးထားတယ်အဲ့ဒီလိုကိုတက်ခဲ့တဲ့အတိအလိမ္မာပညာကိုအိမ်မှာလက်တွေ့အသုံးချလိုက်ရင်အမေရဲ့ရင်ထဲကိုခံစားကြည့်လိုက်စမ်းအဖေနှလုံးသားတွေကိုသားတို့ခံစားကြည့်လိုက်သမီးတို့ခံစားကြည့်လိုက်စမ်း तू ဘလောက်ပျော်သွားမလဲဘလောက်ရင်ထဲမှာတသိမ့်သိမ့်ခံစားနေရမလဲအော်ငါသားလေးဟာတော်တော်အသုံးချလာပြီပဲငါသမီးလေးဟာတော်တော်အသုံးချလာပြီပဲငါကျောင်းကိုပို့ရကြုံနဲ့တယ်ငါရင်ကျေးလေးမှာဓမ္မသင်တန်းကိုပို့ရကြုံနဲ့လိုက်တာအမေဘာဖြစ်လို့အဲ့လိုရင်ထဲမှာငြိမ်းအေးတဲ့ရတ္တတွေပြန်ခံစားခဲ့ရဆိုသားတော်ကိုလေးစားလို့ပြီးတော့ကိုပတ်ဝန်းကျင်ဖြစ်တဲ့ဖေဖေမေမေတွေကိုလေးစားလို့ပြီးတော့ကိုအလုပ်ကိုလေးစားလို့လေးစားခြင်းဘယ်နှမျိုးအဲ့ဒါကိုလေးစားတာကအတ္တာဓိပတိမိဘနဲ့ပတ်ဝန်းကျင်ကိုလေးစားတာကလောကာဓိပတိကိုတင်ထားတဲ့အတ္တပညာကိုလက်တွေ့အသုံးချပြီးလေးလေးစားစားဆောင်ရွက်တာကလောဓမ္မာဓိပတိအဓိပတိဘယ်နှပါးအားလုံးသဘောပေါက်ရဲ့လားအဲ့ဒီလိုလက်တွေ့အသုံးချလိုက်တဲ့အခါကျတော့အော်ငါသားလေးဟာအသုံးကျတဲ့သားလေးဖြစ်သွားပြီငါသမီးလေးဟာတော်တော်အသုံးကျတဲ့အဆင့်ကိုရောက်လာပါလားငါကျောင်းကိုမပို့ခင်ကငါသားငါသမီးလေးဟာမှောက်ထားတဲ့အိုးလိုပါပဲလားကျောင်းကပြန်လာတော့ချစ်စမ်းမအောင်အခုတော့ပက်လက်လှန်လိုက်တဲ့အိုးလေးလိုပဲပြောင်းပြန်ကိုဖြစ်သွားပါလားအတိအလိမ္မာဉာဏ်ပညာဘုံဘုံတို့ကအဲ့ဒီရလတ်ကိုလိုချင်တာလားအဲ့တော့သားတို့ကသမီးတို့ကတတ်ထားတဲ့အသိပညာတွေဆရာမတွေကလည်းလေကောင်းထွက်တော့မអော်လိုက်ရတာဟမ်ဟိုလိတ်ဖိုးဖိုးဖြစ်တဲ့ဥအာစိန်နာလင်္ကာရငကိုတွေကလေကောင်းယောဂရှိတယ်အာဟာသူများအတွင်းရည်တွေလားသူများအတွင်းရည်တွေလားကုန်ပြီသူကမြာကြည့်စမ်းမအောင်အင်းနဲ့အားနဲ့ဒီလောက်ထိယောဂဝေဒနာခံစားနေကြတာអော်ကြဟဲ့ပြောဆိုသင်ကြားပေးနေတယ်ဟုတ်လားဆရာတော်ဥဇောတိတာရတို့ဒီလောက်ပြမန်းခံပြီးဟောပေးပြောပေးနေဆရာမတွေပြမန်းခံပြီးတော့ဆောက်ရှောက်ပေးတယ်ပြောပေးတယ်ဟောပေးတယ်အဲ့တော့သားတို့သမီးတို့ကကိုတတ်တဲ့ပညာကိုလက်တွေ့အသုံးမချဘူးဆိုရင်ပုတ္တကေတုစယံသိပ္ပံစာအုပ်ထက်ကအတ္တပညာကိုယ်ပိုင်အတ္တပညာမဟုတ်ပါဘူးဟုတ်ပလားကိုယ်ပိုင်လက်တွေ့အသုံးချတဲ့ပညာဖြစ်အောင်ဘုံဘုံတို့သင်ပေးတဲ့ပညာရတဲ့သည်အသုံးချပညာပါသိယုံသိရမှာမဟုတ်ဘူးသားတို့သမီးတို့ကဘယ်ဘာသာဝင်တော့ဒီသားတို့သမီးတို့လေးလာနေရတဲ့စာပေဓမ္မအတိအလုံးတို့သည်ကိုကျင့်တရားဘာတရားကိုကျင့်တရားဆိုတာဘာကိုပြောတာလဲကိုယ်တိုင်ကျင့်ရမယ်တရားလို့ပြောတာဗျပေါ်ချောင်ကောင်းနဲ့ကျမ်းမာပါစေချမ်းသာပါစေအသက်ရှိပါစေအန္တရာယ်ကင်းပါစေလလဘတိုးပြယာရုတိုးပြစေဆုတောင်းဆုယူတောင်းစားလေတန်းနဲ့လုပ်နေရမှာမဟုတ်ဘူးစဉ်းစားကြည့်ဘုံဘုံပြောရင်ဘုံဘုံပြောတဲ့စကားကျမ်းလိုက်တာလို့အောင်းမိမယ်ပတ်ဝန်းကျင်မှာဖျားမှာစေတီပထုံးမှာစသည်အပြင်လမ်းမှာတရားမှာကိုကြီးတို့မာကြီးတို့ပေးမကမ္မကျွေးမစားတောင်းမှာဘောပါခမညာလို့ပေးချင်မှမသိမပေးချင်မှမသိစွတ်စွတ်ပြီးတောင်းနေတဲ့ပုံကိုယ်တွေသားတို့သမီးတို့တွိုင်းလာရင်မတွေ့ဘူးလားအဲ့ဒီပုံကိုယ်တွေဘာပြောတော့အဲ့လိုသူများစီမှာလက်ဖြတ်ပြီးတော့တောင်းနေတဲ့လူတွေကိုဘာပြောတော့ဟမ်ဘယ်နဲ့ကြောပါလဲဟဲ့ရတတောင်းစားလို့မပြောဘူးလားလောကကြီးကသူများစီမှာလိုက်ပြီးတော့တောင်းနေတဲ့ပုံကိုယ်ကိုဘာလို့ပြောတော့သမီးပညာတောင်းတယ်နော်မတက်ရင်အဲ့လိုတောင်းစားနေရမှာနော်တာပညာတောင်းမတက်ရင်တောင်းစားနေရမှာနော်မပြောလားပြောလားပြီနော်အဲ့တော့ကိုတောင်းတီတောင်းလျှောက်တောင်းနေတဲ့အခါကျတော့ဘာပြောတော့ပြန်ပြောအောင်လေထပ်ပြောပါအောင်ထပ်ပြောပါအောင်ဒါပြန်သားတို့လည်းဖျားရှိရောက်ပေးပါဗျာဘုံကြီးပြားစီအသက်ရှိပြားစီအန္တရာယ်ကင်းပြားစီလက်လာပါပေါ်ပြားစီယာရုတိုးပြားစီ10တန်းကိုတခါတဲ့ grade 12 all နဲ့အောင်ပြားစီဘုရားရှိသွားပြီးတော့တောင်းနေတယ်ဘာစိတ်ပေါက်ဟာပြောဘာစိတ်ပေါက်ဘုရားကသားတို့သမီးတို့ကိုပညာသင်ပေးတာ
တောင်းစားစိတ်ပြောက်အောင်သင်ပေးတာရှင်းလားနေရာတကဟိုတောင်းဒီတောင်းလူငယ်ဖြစ်ပြီးတော့တောင်းစားစိတ်ဖြောက်နိုင်အောင်ကြိုးစားဘောပေါက်ရဲ့လားအရွယ်ရောက်နေပြီကိုသုံးချင်တဲ့ပစ္စည်းကိုလွတ်လွတ်လပ်လပ်သုံးခွင့်ရအောင်အဲ့ဒီသုံးချင်တဲ့ပစ္စည်းကိုသားတို့သမီးတို့မျှတတဲ့နည်းနဲ့ရှာတတ်တဲ့နည်းပညာရအောင်ကြိုးစားထားဖို့တော့မလိုလားလို့တယ်မိဘတိုင်းဒီမှာအမြဲတမ်းလက်ပြန်တောင်းရင်အိမ်အောင်ကြလဲလက်ပြန်တောင်းအောင်ပါပဲအလုံးသဘောပေါက်ရဲ့လားအလေးချင်းကောင်းအောင်ကြိုးစားပါဒါကြောင့်အရာတိုင်းမှာသားတို့သမီးတို့ပြဿနာပေါင်းစုံကိုအကုန်လုံးဖြစ်စေတာလဲသူများလားစိတ်လားဒါကြောင့်အခုသားတို့သမီးတို့ဗုဒ္ဓဘာသာလောကမှာပြောဆိုနေကြတဲ့နိဗ္ဗာန်ဆိုတာသားတို့သမီးတို့ကြားဘူးတယ်မလားကြားဘူးတယ်ဘာမှမသိဘူးသားတို့မိဘလည်းဘာမှမသိဘူးသားတို့လည်းဘာမှမသိဘူးဗုဒ္ဓဘာသာတွေဘာလို့ခြင်းလို့ကုသိုလ်လုပ်တာလဲနိဗ္ဗာန်လို့ခြင်းလို့သူတို့ပြောတာပဲအမေမေးကြည့်လိုက်အမေဘာလို့ဆုံးတော့တယ်ငါနိဗ္ဗာန်လို့ခြင်းလို့ပေါ့အဖေဘာလို့တရားရတာနိဗ္ဗာန်လို့ခြင်းလို့ပေါ့နိဗ္ဗာန်ဆိုတဲ့စကားမပြောလားအဲ့တော့နိဗ္ဗာန်ဆိုတာဘာပြောတာလဲအဲ့တော့နိဗ္ဗာန်ဆိုတာသားတို့မှတ်တာငြိမ်းအေးတာနိဗ္ဗာန်ဆိုတာဘာလဲလဲမှတ်တာသားလို့နိဗ္ဗာန်ဆိုတာဘာလဲလဲငြိမ်းအေးတယ်အဲ့တော့ဘယ်ကငြိမ်းအေးတာလဲလို့မေးလို့ရှိရင်ကိလေသာမှာငြိမ်းအေးတာပြောဘယ်ကငြိမ်းအေးအဲ့ဒါကိုစလို့ရေးမယ်သားတို့သမီးတို့ရဲ့ကိလေသေနိရောဓနိဗ္ဗာန်တဲ့ကိလေသေကာယေလုံးညစ်တင်ကိတဝေထိုလာယေလေတဝေထိုတာယေသေအဲ့လူကြီးကြတော့ line မော်တက်သွားတော့သားတို့လည်းသိခါကြတယ်သမီးတို့လည်းသိခါကြတယ်အဲ့လူကြီးပြောမှရေးတတ်တယ်လားယင်ဒါပြင်ဘာမှမပြောလဲရေးတတ်တယ်ပေါ့အမိကတာလာကိလေသေဘေးကနည်းလေးချလိုက်မယ်နိရောဓရပ်ပလက်နဲ့တော့မရောနဲ့ရာကောင်းနဲ့ရောနိရောဓတွေတို့ဓာတွေနဲ့မတော်နဲ့ဓာအုပ်ချိုက်နဲ့တော်နိရောဓကိလေသေနိရောဓနည်းနည်းလေးချလိုက်နိဗ္ဗာန်နာငရေလုံးရစ်တင်နိဘာလက်ချိုက်နှကလုံးစင့်ပါဇောရေးချပါဘေးကနာငရေနာပြီးတော့ပေါင်းလိုက်ရင်နိဗ္ဗာန်ပါဠိဆိုတော့သင်ရမှာပေါ့သားတို့သမီးတို့ရဲ့မြန်မာစာတော့သင်တာမလို့ပေါ့သားတို့သမီးတို့ပါဠိကြတော့ကိုကမကျွမ်းသေးဘူးလေနော်ဒါကြောင့်ကိလေသေနိရောဓနိဗ္ဗာန်တဲ့ကဲအောက်ကရေးတော့မယ်အောက်စာလေးမယ်ကိလေသေဘေးကဒီများချင်းဘာရေးမလဲကိလေသေကိလေသာတို့ဤကိလေသေကိလေသာတို့ဤကိလေသာတို့ဤတိရောဓကိလေသေကိလေသာတို့ဤလို့ရေးပြီးပုတ်ဖြတ်လောက်ရတယ်ပုံမှန်မချအောင်ပုတ်ဖြတ်နဲ့ပုံမှန်ကွဲသလားတစ်ချောင်းနဲ့ဆိုရင်နှစ်ချောင်းဆိုရင်ဝါကြမဆုံးသေးတဲ့အတွက်ပုတ်ဖြတ်လို့သွားမယ်ဟုတ်ပြီနော်ကိလေသေကိလေသာတို့ဤဆက်ရေးမယ်ပုတ်ဖြတ်ပြီးရင်နိရောဓရေးမယ်ပြီးရင်ဒီများချင်းဒီမှာလို့ရေးမယ်ချုပ်ချင်းသည်ကိလေသေကိလေသာတို့ဤနိရောဓချုပ်ချင်းသည်နိရောဓချုပ်ချင်းသည်ပုတ်ဖြတ်ချုပ်ချင်းသည်ပြီးရင်ပုတ်ဖြတ်နိဗ္ဗာန်ဒီများချင်းပြီးရင်မြန်မာလိုရေးနိဗ္ဗာန်မြည်နိဗ္ဗာန်မြည်နာငရေလုံးကြီးတင်နီးဘာလဲချိုင်နှလုံးစင့်ရေးချနာငရေနတဟုတ်ပြီနော်နိဗ္ဗာန်တော့ပါပြီနော်ပြီးတော့မှမြည်
နိဗ္ဗာန်နိဗ္ဗာန်မြည်ဒီဝါကြတစ်ခုနိဗ္ဗာန်ရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတော့ဝါကြတော့ပြည့်စုံသွားပြီဆိုရင်နောက်ဆုံးမှာဘာချမလဲပုံမှန်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ခုခေတ်မှာမြန်မာစာပေအရေးသားတွေဟာတူရင်းနဲ့နေပါနေစင်လာခဲ့ပြီမြန်မာစာကိုစီကံတကြမရေးတတ်တော့တဲ့နေသားတွေဟာရောက်သွားခဲ့ကြပြီတိတ်ဝမ်းနဲ့စရာကောင်းတယ်တိုင်းပြည်အတွက်အဲ့ဒါအနှုတ်လက္ခဏာပြတယ်အမျိုးသားယဉ်ကျေးမှုအတွက်အနှုတ်လက္ခဏာပြတယ်တိုင်းပြည်ရဲ့အနာဂတ်ဟာအနှုတ်လက္ခဏာပြနေပြီဆိုတာကိုတာဝန်ရှိတဲ့ပုဂ္ဂိုလ်တိုင်းသိစေချင်တာပဲအလေးမထားတော့ဘူးအဲ့ဒီတာဝန်ရှိတဲ့ပုဂ္ဂိုလ်ရဲ့သားသမီးတွေကိုယ်တိုင်မြေးမြစ်တွေကိုယ်တိုင်ကမြန်မာစာမတတ်တော့ဘူးဒါပေမဲ့အဲ့ဒီတာဝန်ရှိတဲ့လူကြီးကပြုံးမပြတ်ပါဘူးအပြုံးမပြတ်ပါဘူးလောကကြီးအတွက်တကူမဆိုင်နိုင်ပါဘူးဒီလိုဖြစ်နေတယ်တိုင်းပြည်ကဒါကြောင့်မလို့ဘာကဘာအင်္ဂလိပ်ဘွဲတွေဘာကြီးယူတာနေမိဘတွေဟာဘာသာရေးဘွဲဘာယူမယူကိုသားသမီးမြန်မာစာပျောက်သွားတာကိုတော့သတိထားတေကန်နီးကဘွဲယူထားတယ်သားသမီးကမြန်မာလိုမတတ်တော့ဘူးဘာသာရေးကျင်းမှုမရှိဘူးဟိုတေကန်နီးအသက်60 90 80ကဘာသာရေးဘွဲယူထားတယ်သားသမီးကြတော့မြင်းမြစ်တွေကြတော့ဟိုမှာဗမာစကားကိုမတတ်တော့ဘူးမြန်မာစာမတတ်တော့ဘူးယဉ်ကျေးမှုဆိုတာဘာမှမသိဘူးတရဏဂုံ3ပါးဘာမှမသိဘူး5ပါးသီလဘာမှမသိဘူးအဖေနဲ့အမေနဲ့အဖိုးအဖွားကဘာသာရေးဘွဲယူထားတယ်ရှက်လည်းမရှက်ဘူးရှက်ရကောင်းမှလည်းမသိဘူးရှက်လည်းမရှက်တတ်ဘူးတိတ် generation ကတိတ်ဟာသွားပြီအများကြီးကွာသွားခဲ့ပြီအလုံးတော့ပေါ့ရလားအေးဒါကြောင့်တားတို့တော်အောင်လုပ်ကြမညံ့ကြနဲ့ဘုံဘုံရဲ့သမီးကြီးတော်အောင်လုပ်ကြမညံ့ကြနဲ့ဘသူတွေညံ့ကိုမညံ့စေနဲ့အလုံးတော့ပေါ့ရလားဘသူတွေနှိမ့်ကိုမနှိမ့်စေနဲ့ဘသူတွေတုံကိုမတုံးစေနဲ့အားလုံးသဘောပေါက်ရလားအဲ့ဒါကိုတန်ဖိုးထားတဲ့သူဆိုတာအဲ့ဒါကိုပြောတာအားလုံးသဘောပေါက်ရလားအေးဒါကြောင့်မလို့မိဘတိုင်းကိုယ့်ထက်အသိပညာတာလိမ့်မယ်လို့လဲဘုံဘုံတို့တိတိကျကျပြတ်သားပြောလို့မရပါဘူးဒါကြောင့်အတိဇာတလောကမှာမိဘတဲ့အသိအလေးမှဉာဏ်ပညာတာနေတဲ့သားသမီးတွေလောကမှာအများကြီးမရှိလားကဲဒါကြောင့်မလို့သားတို့သမီးတို့လောကကြီးမှာပြောတဲ့ဗုဒ္ဓဘာသာတွေပြောနေတဲ့နိဗ္ဗာန်ဆိုတာသားတို့သမီးတို့ဘာကိုပြောတာလဲမြန်မာလူလေးပြောလိုက်သားတို့ရဲ့ကဲသမီးတို့ပြောပါအောင်ဟုတ်ပြီကိလေသာတို့ဤချုပ်ခြင်းသည်နိဗ္ဗာန်မြည်ဟောကိလေသာချုပ်တဲ့သဘောကိုဘာပြောလဲနိဗ္ဗာန်ကဲဒါဖြင့်ကိလေသာချုပ်တဲ့သဘောကိုနိဗ္ဗာန်တဲ့လက်တွေ့နိဗ္ဗာန်ကိုမပြောပြမယ်ဘုံဘုံပြောပြမယ်နော်လက်တွေ့နိဗ္ဗာန်သားတို့သမီးတို့ပြောပြမယ်သေချာနှတ်ထောင်လက်တွေ့နိဗ္ဗာန်ပြောရမယ်နော်မေဘီသားတို့သမီးတို့ဒေါသဖြစ်ဘူးသလားအဲ့ဒါကြောင့်မှဘုံမဆက်ဟောလို့ရမှာလေဟုတ်ပြီနော်ဒါဖြင့်ဒေါသဖြစ်ဘူးတယ်လို့သားတို့သမီးတို့အားလုံးကဖြေလိုက်တော့အဲ့ဒီဖြစ်သွားတဲ့ဒေါသကဘုံမမေးတော့မယ်နော်တောမှာတိုင်မှာအိမ်မှာကြမ်းခင်းမှာပေါ်တာလားခန္ဓာရဲပေါ်တာလားခန္ဓာရဲပေါ်တယ်သိသွားပြီနော်နောက်တစ်စက်မေးတော့မယ်ခန္ဓာရဲပေါ်တယ်ဆိုတော့သားတို့မျိုးဖုံဖုံမေးမယ်နှစ်ဖူးမှာပါးမှာလက်မှာပေါ်တာလားမနှောမှာပေါ်တာလားနောဆိုတာဟရိယဝတ္ထုဆိုတာနှလုံးသွေးခုန်နှုံးရှိတဲ့နေရာနှလုံးသွေးခုန်နှုံးရှိတဲ့နေရာဆိုတာကရင်ကြိုင်အဲ့တော့ဒေါသလေးများဖြစ်လာနှလုံးသွေးခုန်နှုံးဘလို့နေတော့မြန်နေနော်ပြီးတော့ရိုက်ချက်လေးကပျော့သလားပြင်းသလားအဲ့တော့ဒေါသလေးများပေါ်လာရင်ကာယကံဝစီကံနဲ့နူးညံ့သလားချမ်းတမ်းသလားတိမ်မွေ့သလားခက်ထန်သလားငြိမ်းအေးသလားပူလောင်သလားအဲ့ဒါသားတို့သမီးတို့ကလေစာကြည့်ပြီးပြောတာလားကိုယ်တိုင်ခံစားမှုနဲ့ပြောတာလားအဲ့ဒါကိုတွေးပေါ့ဟုတ်တယ်နော်ကဲကောင်းပြီဒါဖြင့်သားတို့သမီးတို့ဒေါသဖြစ်ဘူးသလားကဲဖြစ်ပြီဆိုရင်ဖုံဖုံတို့ပဲဖြစ်ဖြစ်သားတို့သမီးတို့ပဲဖြစ်ဖြစ်ဒေါသဖြစ်တယ်ဆိုရင်ထုံးစံအတိုင်းဘာဖြစ်လဲဒေါသပြီးရင်ဒေါတုပါဒံတဲ့ဟောဒေါတုပါဒဆိုတာဒေါသဥပါဒံမြန်မာလိုပြန်ရင်စွဲလန်းတယ်အရက်သုံးစကားနဲ့ပြောရင်ဟဲ့ဒီဒေါသကိုပြီးတော့မှ
ပြန်ပြီးမတတ်ရမနေနိုင်မဆဲရမနေနိုင်မပြောရမနေနိုင်လက်တော့မပြန်ရမနေနိုင်လက်စားမချေရမနေနိုင်ဟုတ်ပြီနော်ပြန်ပြောပလိုက်ခြင်းနဲ့ပြန်ရိုက်ပလိုက်ခြင်းနဲ့ပြန်ပြီးလက်သီးနဲ့ထိုးပလိုက်ခြင်းနဲ့ပြန်ပြီးတော့လက်စားချေပလိုက်ခြင်းနဲ့ဟုတ်မလားငကားမှန်းသိအောင်ငကားမှန်းသိအောင်အမောက်ထောင်မယ်ဆိုတော့ငကားလူလားတိရစ္ဆာန်လားနောက်ကိုတလူပြောနောက်ကိုပြောရင်လေငါတိရစ္ဆာန်မှန်းသိအောင်တကောက်ကိုအကြောင်းပြအောင်မယ်တလူပြောအဲ့ဒီအချိန်မှာဝင်းထဲမှာသားတို့သမီးတို့ဘောဓတိတ်ကြီးလာရင်မတတ်ရမနေနိုင်တဲ့ဥပါဒံတတ်ချင်တဲ့ပြည့်ချင်တဲ့စိတ်တွေမလာဘူးလားပြန်ပြောခြင်းနဲ့ပြန်ဝေဖန်ခြင်းနဲ့ပြန်ပြီးတော့မှထော်လောကနဲ့လုပ်ခြင်းနဲ့ရုပ်စွာအဆုံးမိဘ၌တော်၎င်းတငယ်ချင်း၌တော်၎င်းပတ်ဝန်းကျင်၌တော်၎င်းဘယ်အပေါ်မှာပဲဖြစ်ဖြစ်ဒေါသဖြစ်လာရင်မိဘဆိုတာပျောက်သွားတယ်ကျေးဇူးတရားဆိုတာပျောက်သွားတယ်ကျေးဇူးကံကျေးဇူးကားတွေပျောက်သွားတယ်တငယ်ချင်းဆိုတာပျောက်သွားတယ်မိတ်ဆွေဆိုတာပျောက်သွားတယ်တန်မိုးရှိတဲ့အရာဝတ္ထုတွေအလုံးဘာဖြစ်သွားလဲပျောက်သွားတယ်အဲ့ဒီလိုတန်မိုးရှိတဲ့အရာအလုံးကိုဖျောက်ပလိုက်တာဘာလို့လဲကိလေသာဘာလို့တော့ကိလေသာဒီကောင်းတာမှန်သမျှအကုန်ဖျောက်ပစ်တယ်မကောင်းတာမှန်သမျှအကုန်ရောက်တယ်အဲ့ဒါကိလေသာရဲ့တတ္တိပဲငြိမ်းအေးမှုတွေအကုန်ပယ်တတ်လိုက်တယ်အပူမှန်သမျှအကုန်ပို့တယ်ဘသူရဲ့လက်ချက်ကိလေသာရဲ့လက်ချက်အဲ့တော့ဒေါသဒေါတုပါဒံမတတ်ရမနေနိုင်မဆဲရမနေနိုင်ရုပ်စွာဆုံးသမီးတို့ရေမျက်စောင်းလေးလည်းထိုးလိုက်ရမှာစရွေးလည်းပြက်ကနေထွေလိုက်ရမှာအတကတလေမိဘမို့လို့သာရှေ့မှာမကောက်ရဲပြီမဲ့ကလည်းခြေဆောင်နင်းသွားတယ်တခါလေအိတ်ကန်နဲ့ရောက်တဲ့အခါကျတရကံလည်းမဟုတ်ဘာမဟုတ်နဲ့ဂျားကနေလည်းခံလိုက်ရတာကခေါင်းအောင်မထူလားထူလားဘယ်သူ့ကိုမှန်းထူတာတော့ပြောလေကပြောလေဘယ်သူ့ကိုမှန်းပြီးတော့မှထူနေတာတော့အဖေကိုမကျေနပ်တော့အဖေကိုမှန်းပြီးပြောတယ်အမေကိုမကျေနပ်တော့အမေကိုမှန်းပြီးထူနေတယ်ဟုတ်လားခေါင်းအုံးကိုသာရိုက်နေတယ်ဆိုပေမဲ့တကယ်တမ်းကျတော့ဘယ်သူရိုက်နေတာတော့အမေရိုက်နေတာသားတို့စိတ်ထဲမှာအမေလေအမေကိုမကျေနပ်လို့အမေကိုမပြောရတော့ခေါင်းအုံးကိုတွားပြီးမရိုက်လားရိုက်လားဘယ်သူမှန်းရိုက်နေတာတော့သားတို့ရဲ့စိတ်ကအမေစီမှာမကျေနပ်အဖေစီမှာအဖေကိုမကျေနပ်ရင်အဖေကိုရိုက်နေတာအမေကိုမကျေနပ်တော့အမေကိုရိုက်ဒါပေမဲ့အမေကိုစားခေါင်းအောင်အဖေကိုစားခေါင်းအောင်စိတ်သာရှင်စောဖျားသားတို့ကိုအကျိုးပေးမှာဟာဒီစိတ်ကအကျိုးပေးတော့မှာအမေကိုစော်ကားတဲ့စိတ်အဖေကိုစော်ကားတဲ့စိတ်ဟုတ်လားအထုခံရတဲ့ခေါင်းနဲ့ထုတဲ့လက်ကသာညောင်းသွားမယ်စိတ်ကပျောက်သွားအလုံးတော်ပေါက်ရလားအဲ့ဒီလိုမျိုးမကျေနပ်လို့များဆိုတော့မှနိုင်အောင်ပြည့်စုံပြစ်ကန်လိုက်တာဘသူ့မှန်ပြီးကန်လိုက်တာပြောလေကျင့်ကျူးလွန်ခဲ့တယ်အကျင့်ပြစ်မှားခဲ့တယ်အကျင့်စော်ကားခဲ့တယ်ဒီကံတွေဟာဒီတိုင်းမနေအကျိုးပေးမယ်သိကြောက်စရာကောင်းတယ်အားလုံးသဘောပေါက်ရလားဒါကြောင့်မလို့မတတ်ရမနေနိုင်ဖြစ်လာတာကဥပါဒံတတ်ကိုတတ်မဲ့ရိုက်ကိုရိုက်မဲ့နဲ့ကိုနဲ့မဲ့ဆိုတပုံပုံတိုင်းဖြစ်လာတာကကံဟုတ်ပြီနော်ဒေါသဒေါတုပါဒံဒေါသအုပ်ချုပ်တဲ့ကံအဲ့ဒီအချိန်လေးများသားတို့ကစဉ်းစားကြည့်စမ်းငြိမ်းအေးနေမှာလားပူလောင်နေမှာလားအဲ့တော့ပူလောင်နေမှာပဲအဲ့ဒီလိုပฏิပက္ခပဝန်းကျင်နဲ့မိသားစုနဲ့တငယ်ချင်းနဲ့မိဘနဲ့ပฏิပက္ခဖြစ်နေရင်ကိုယ်ကောငြိမ်းအေးသလားပဝန်းကျင်ကရောမိဘကရောတငယ်ချင်းတွေကရောမငြိမ်းအေးဘူးနော်မငြိမ်းအေးဘူးဆိုရင်ဘာဖြစ်လာမလဲတောကခြေလွန်လက်လွန်လေဖြစ်ကုန်တော့
ကံမြောက်တော့မယ်ဆိုတာကိုဘာဖြစ်လာလဲစိုးရိမ်လာတယ်ပရိဒေဝငိုကြွေးလာတယ်မကျေနပ်တော့ငိုတာတွေမရှိလားရှိသလားငိုကြွေးတယ်မင်းကလေးတွေရဲ့လက်နဲ့ဟာမျက်ရည်လို့ပြောကြမဟုတ်ဘူးခုခေတ်ယောက်ျားလေးလည်းမျက်ရည်ပဲဟမ်ဒီရွယ်ကြီးကြမှာယောက်ျားကြီးတံမဲနဲ့ခန့်ညားမှုမရှိဘူးဒါကြောင့်မလို့တောကပရိဒေဝဒုက္ခကိုဆင်းရဲဒေါမနတစိတ်ဆင်းရဲဥပယတာပြင်းဆောင်ပူလောင်တယ်မစားနိုင်မတောက်နိုင်တလိမ့်နေတွေးပြီးတော့ငါအမေပြောမိတာမှားလိုက်လေချင်းငါအဖေပြောမိတာမှားလိုက်လေချင်းငါတငယ်ချင်းကိုစော်ကားမိတာမှားလိုက်လေချင်းငါအခုလိုရိုက်နေမိတာမှားလိုက်လေချင်းပြစ်မှုကျွန်းလို့ထာနဲ့ထောင်နဲ့ကနာရဲရောက်ပူဇော်ထားမှလားနှိမ့်ဆက်ခံမှလားသွားပြီတတိတန်းကြီးလာပြီတောကဆိုရင်ပရိဒေဝငိုကြွေးဒုက္ခကိုဆင်းရဲဒေါမနတစိတ်ဆင်းရဲဥပယတာပြင်းစွာပူလောင်နေကြည်စမ်းကိုယ်စိတ်ကိုနောက်ကညံနဲ့မထိန်လိုက်တာနဲ့ဖြစ်လိုက်တဲ့ပြဿနာတွေကနည်းနည်းလားအများကြီးလားကဲဒါဖြင့်သားတို့မေးတော့မယ်ဒေါသကဗမာပေါ်ရဲရဲပြောဗမာပေါ်ခန္ဓာဆိုရင်ဘယ်နေရာလေးမှာလဲဘယ်နေရာလေးမှာလဲမနောဆိုတာဟာရယဝတ္ထုဟာရယဝတ္ထုဆိုတာနှလုံးသွေးခုန်လုံးရှိတဲ့နေရာပေါ်ရာကိုတိမှရှုလို့ရမှာအားလုံးတော့ပေါ့လားဟာရွှေပြောက်သွားတယ်ဒီတကုတ်ဘယ်မှာကိန်းအောင်နေဆိုတာသိရင်မြန်ဖမ်းလို့မရလားရလားရွှေပြောက်လို့ရွှေရှိတဲ့နေရာလိုက်ဖမ်းမယ်ဆိုရင်ရွှေဆိုင်နေတော့ဒုက္ခပဲပရိန်တယ်တော့ဒုက္ခပဲကိုယ်အိမ်ရွှေပြောက်တာနဲ့ရွှေနဲ့မကင်းတဲ့ပရိန်တယ်ကိုတခိုးသွားဆွဆွဲလို့ရမလားအဲ့ဒါပြောတာဒါဖြင့်ကိုပစ္စည်းပြောက်သွားတဲ့ဒီတခိုးဘယ်မှာကိန်းအောင်နေဆိုတာကိုသိမှအဲ့ဒီတခိုးရှိတဲ့နေရာတော့ဖမ်းမှမြန်မမိဘူးလားမိမလားအဲ့ဒီတိုင်းပဲဒေါသဆိုတဲ့ကိလေသာပေါ်ရင်ဗမာပေါ်မနောမှာပေါ်ပြောဗမာပေါ်ပြောဗမာပေါ်မနောဆိုတာနှစ်ဖူးလားပါလားလက်လားခြေထောက်လားမနောဆိုတာဘယ်နေရာတော့မနောဆိုတာနှလုံးသွေးခုန်လုံးရှိတဲ့နေရာခန္ဓာကိုယ်အစိတ်ပိုင်းနဲ့ပြောရင်ချိုင်ဟုတ်ပြီနော်ဒေါသလေးကအမှပေါ်တယ်ပေါ်လို့ရှိရင်နောက်ကသိလိုက်ဒါဒေါသစိတ်ကလေးပါလားလို့သိလိုက်တယ်မြတ်စွာဘုရားကတဒေါသစိတ်တံဝါတဒေါသစိတ်တံနိပဇာနာတိဒေါသလေးလို့သိလိုက်ရင်တဲ့ဧကံစိတ်တံသမာယုတံတဲ့ပထမဒေါသလေးဖြစ်တယ်နောက်ကသိလိုက်လို့ရှိရင်တဲ့ဧကံတပါးသောစိတ်တံစိတ်ဒီသမာယုတံတဏှာကောင်းတာဖြစ်ပေါ်ရင်စိတ်ကားတဲ့တဏှာထဲမှာနှစ်ခုမဖြစ်ဘူးတဲ့တစ်ခုလည်းပဲဖြစ်တာတဲ့ဒေါသဖြစ်နေတဲ့အချိန်သိတဲ့စိတ်မရှိဘူးတဲ့ဟုတ်ပြီနော်ဒေါသပါလားလို့သိလိုက်တဲ့အချိန်မှလည်းဒေါသစိတ်ကလေးမရှိတော့ဘူးတဲ့သိချာနားထောင်နော်ဒေါသလေးကပေါ်ရင်ပမာပေါ်မနောမှာပေါ်ရှုရင်လည်းပမာရှုဒါကြောင့်မလို့ပထမဒေါသလေးဖြစ်တယ်ထုံးစံအတိုင်းဆိုရင်ဒေါသဒေါတုပါဒံဒေါသဥစ္စုတကံဆဲတာဆိုတာရိုက်တာနဲ့တာရောက်နေပြီနော်ဟိတာမကျေနပ်တာတွေရောက်နေပြီနော်အခုကြတော့မြတ်စွာဘုရားဘာပြောလဲသားတို့သမီးတို့ဒေါသလေးပေါ်ရင်ဒါဒေါသစိတ်လေးလို့သိပြလိုက်တဲ့ဟုတ်ပြီနော်တိတဲ့စိတ်ကလည်းဗမာပေါ်မနောမှာပေါ်ဒေါသစိတ်ကလည်းတိတဲ့စိတ်ကလည်းအဲ့တော့မနောအိမ်မှာဒီလိုစိတ်နှစ်ခုပြိုင်ဖြည့်ထုံးစံတေချာနာတောင်တေချာကြည့်ပြိုင်ဖြည့်ထုံးစံအဲ့တော့သားတို့သမီးတို့ပထမဒေါသလေးဖြစ်လိုက်တယ်နော်အလေးချင်းကတော့ဒေါသစိတ်ကလေးပါလားလို့သိလိုက်တဲ့အချိန်မှာသိတဲ့စိတ်ပဲရှိတော့တာဒေါသစိတ်ကမရှိတော့ဘူးဒေါသစိတ်ကမရှိတော့ဘူးဟုတ်ပြီနော်ပထမဒေါသလေးဖြစ်တယ်ချစ်ချင်းမသိနောက်တော့ဒေါသစိတ်ကလေးပါလားလို့သိလိုက်တဲ့အချိန်မှာသိတဲ့စိတ်ပဲရှိတော့တယ်ဒေါသစိတ်ကမရှိတော့ဘူးအဲ့ကြတော့ရှုနည်းလေးကဒေါသစိတ်ကလေးမရှိတော့ပါလားဒေါသစိတ်ကလေးမရှိတော့ပါလားဒေါသစိတ်ကလေးမရှိတော့ပါလားဒေါသလေးကပေါ်တော့လဲဗမာပေါ်မနောမှာပေါ်ချုပ်တော့လဲဗမာချုပ်မနောပါပဲချုပ်အញ្ញံဥပ္ပစ္စတိစိတ်တအញ្ញံစိတ်တနိရောဓတိဒီနေရာပေါ်သွားတဲ့ဒေါသလေးဟာဒီနေရာမှာပဲချုပ်ပါတယ်အဲ့ဒီဒေါသလေးမရှိတော့တာကိုနောက်ကဘသူကသိလိုက်လဲဉာဏ်ကသိလိုက်တယ်အဲ့လိုသိလိုက်တဲ့ဒေါသဟာကောင်းတဲ့တရားလားမကောင်းတဲ့တရားလားမကောင်းမှန်းသိမှတော့သူတော်ကောင်းတို့သားတို့သမီးတို့ရဲ့မကောင်းတာကိုမကောင်းမှန်းသိပြီဆိုတော့ကသားတို့ကလူပိသားတော့လူ
လူတော်တိတ်တော်တဲ့လူဖြစ်သွားပြီအဲ့ကြတော့ဒီလိုရှုလိုက်တဲ့အတွက်ကြောင့်မကျေနပ်တဲ့မတတ်ရမနေနဲ့ဥပါဒံလာအောင်မလားမလာတော့ဘူးကံမြောက်ပြီးတတ်မယ်ဖြတ်မယ်ဆိုတဲ့အဆင့်ကရအောင်မလားဥပါဒံကံတွေလည်းပေါ်ခွင့်မရတော့ဟုတ်ပြီနော်အဲ့တော့ဥပါဒံကံအရင်လိုကြမ်းကြမ်းတန်းတန်းတွေပေါ်ခွင့်မရတော့ဘူးဆိုတဲ့ကဥပါဒံကံကငြိမ်းတယ်အဲ့ဒီဥပါဒံကံလေးငြိမ်းအေးသွားတာကိုသမုဒိယသစ္စာသိတယ်လို့ခေါ်တယ်အဲ့ဒီဒေါသလေးကမနောမှာပေါ်ပြီးမနောမှာပဲချုပ်သွားတယ်အဲ့ဒီဒေါသဟာဘာတရားလဲဆိုရင်ကိလေသာတရားဒေါသဘာတရားပေါ်တော့ဗမာပေါ်ချုပ်တော့ဗမာချုပ်ပေါ်တော့ဗမာပေါ်ချုပ်တော့ဗမာချုပ်အဲ့ဒီဒေါသလေးချုပ်သွားတာကိုဘယ်သူကသိလိုက်တာလဲဉာဏ်ဘယ်သူကသိလိုက်တာလဲဘယ်သူကသိလိုက်တာလဲအဲ့ဒီဉာဏ်ကဒေါသပေါ်တာလဲသိတယ်ဒေါသချုပ်သွားတာကိုလည်းသိတယ်ဒေါသဖြစ်လာတာကိုလည်းသိတယ်ဒေါသလေးချုပ်သွားတာကိုလည်းသိဒေါသကဘာတရားဟုတ်တယ်ရဲရဲပြောသားလို့ဒေါသကဘာတရားပေါ်ရင်ဗမာပေါ်ချုပ်တော့လဲဗမာချုပ်အဲ့ဒေါသလေးချုပ်သွားတာကိုဘယ်သူကသိလိုက်တာလဲဒေါသကဘာတရားအဲ့တော့ကိလေသာလေးချုပ်သွားတာကိုဘယ်သူကသိလိုက်တာလဲဘယ်သူကသိလိုက်တာလဲအဲ့ဒါအလုံးမလုံးတဲ့လူကသိတာလားအလုံးလုံးတဲ့လူသိတာလားခန္ဓာပေါ်ဘာရအောင်လုပ်မရှုတဲ့လူကသိတာလားရှုတဲ့လူကသိတာလားဒါဖြင့်ဒေါသပေါ်တိုင်းနောက်ကဘာနဲ့လိုက်မယ်ညာနဲ့လိုက်တိုင်းရှေ့ကဒေါသလေးကအပြဲရှုတဲ့ညာကမဲ့အဲ့တော့ဒေါသလေးချုပ်သွားရင်ဘယ်သူကသိလိုက်တာလဲဒေါသကဘာတရားအဲ့ဒီကိလေသာလေးချုပ်သွားတာကိုဘယ်သူကသိလိုက်တာလဲအဲ့ဒီကိလေသာချုပ်သွားတဲ့သဘောကိုဘာလို့ပြောတော့သာပြန်ဖတ်စာပြန်ဖတ်ဘာရေးထားတော့ကိလေသေနိရောဓနိဗ္ဗာန်ကိလေသေကိလေသာတို့ဤနိရောဓချုပ်ခြင်းသည်နိဗ္ဗာန်နိဗ္ဗာန်ဤကိလေသာချုပ်သွားတဲ့သဘောကိုဘာလို့ပြောလဲနိဗ္ဗာန်ကိလေသာချုပ်သွားတဲ့သဘောကိုဘာလို့ပြောအဲ့တော့ကိလေသာလေးချုပ်သွားတဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားလဲဆိုတော့နောက်ကဥပါဒဏ်နဲ့ကံနေလာပါအောင်မလားမတတ်ရမနေနိုင်တဲ့ဥပါဒဏ်လည်းချုပ်သွားတယ်ကာယကံဝစီကံကြမ်းကြမ်းတန်းတန်းကြီးတွေလည်းချုပ်သွားတယ်ဆိုတော့ငြိမ်းအေးသွားတာပေါ့ဥပါဒဏ်ကငြိမ်းအေးသွားတဲ့သဘောကိုဘာလို့ခေါ်တာလဲနိဗ္ဗာန်ကိလေသာချုပ်သွားတဲ့သဘောကိုနိဗ္ဗာန်ကိလေသာငြိမ်းအေးသွားတဲ့သဘောကိုအခုရှုရင်အခုငြိမ်းအေးတယ်အခုရှုရင်အခုငြိမ်းအေးရင်အခုနိဗ္ဗာန်အခုမြင်တာရှင်းလားဒါကြောင့်မလို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကြီးဟာတော့မရှင်းတတ်ရင်ရှုပ်တယ်ရှင်းတတ်ရင်လင်းတယ်ဟုတ်ပြီလားချက်ချင်းနားမလဲတာကိုသားတို့သမီးတို့အားမငင်နဲ့ဒီတလုံးကိုသားတို့သမီးတို့သဘောပေါက်သွားလို့လက်တွေ့အလုပ်မှာအသုံးချတတ်သွားပြီဆိုရင်သားတို့ဘဝဟာရွှေချထားတာတဲ့ပို့ပြီးတော့တာလွန်သွားပြီသမီးတို့ရဲ့ဘဝဟာရွှေချထားတာအများကြီးတာလွန်သွားပြီဘဝမှာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားလိမ့်မယ်သဘောပေါက်ရဲ့လားအဲ့ဒီမှာကျမှစာတင်ရတဲ့အတိတ်ပဲတွေလူဘဝရတဲ့အတိတ်ပဲတွေကုန်နားလိုက်ဒါကြောင့်ဒေါသလေးကဖြစ်လဲဖြစ်တယ်ပြက်လဲပြက်တယ်ဖြစ်ပျက်ကဘာသစ္စာဒုက္ခသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာသိသွားမယ်ဥပါဒဏ်တို့ကံတို့မတတ်ရမနဲ့ကြမ်းတမ်းတဲ့ကာယကံဝစီကံနဲ့ငြိမ်းအေးသွားတာကသမုဒယသစ္စာသမုဒယမှာချုပ်ပေါ်တောကတွေလာအောင်မလားပြဿနာပေါင်းစုံလာအောင်မလားအဲ့ဒီပြဿနာပေါင်းစုံအားလုံးငြိမ်းအေးသွားတာကနိရောဓသစ္စာသစ္စာဘယ်နှချက်အဲ့ဒါကိုတစ်ချက်ခုံ၄ချက်နှစ်ချက်မလုံးနဲ့ဒီမှာလက်ကောင်းထွက်တော့မှာတစ်ချက်ခုံအဲ့လိုဒေါသတစ်ချက်ပြစ်တိုင်းတစ်ခါရှုနိုင်ရင်နိဗ္ဗာန်ကိုတစ်ခါမြင်တယ်လို့သားတို့သမီးတို့တစ်ချိန်တည်းသဘောမပေါက်တာလဲဘုန်းကြီးနားလဲပါတယ်တိုးတော့ဒါသဘောမပေါက်လို့မလေ့လာရင်ဘယ်တော့မှလည်းသဘောပေါက်မှာမဟုတ်တော့ဘူးဟုတ်မလားတစစွန့်အောင်မှလေဘဝနောက်စက္ကန့်တိုင်းကောင်းပြီငါနားမလဲအောင်ကြိုးစားမယ်ဒါငါရဲ့ဘဝမှာအရေးကြီးဆုံးအသိပညာအစိတ်ပိုင်းတစ်ခုပါလားလို့ဆုံးဖြတ်ချက်ချတာရုခေါ်
ပစ္စဝနာစင်ချင်းမ